incident management process ကိုထပ်ပြီးတော့ဆက်မယ်နော်ခုနကဘယ်ချိန်မှရက်သွားလဲဆိုတော့ step process ဒီပေါ့နော် incident management process မှာဖြစ်လာတဲ့ incident ကို prioritize လုပ်ရမယ်လို့ပြောခဲ့တယ်သူရဲ့ priority level က P1 P2 P3 P4 ဒါမှမဟုတ်ရင် severity 1 step 1 step 2 step 3 step 4ပေါ့နော်ဆိုပြီးတော့ခွဲကြတယ်ပေါ့ခွဲကြတဲ့အခါကျတော့သူက major incident တို့မဟုတ် high severity incident ကို high severity incident လို့သတ်မှတ်လိုက်တယ်ဆိုရင်သူ့ကို HSIM လို့ခေါ်တာပေါ့နော် high severity incident management process HSIM HSIM ကိုစပြီး trigger လုပ်ရတယ်စရတယ် run ရတယ်ပေါ့နော်အဲ့ဒါသူ့ရဲ့ process ကတက်ရှိတယ်တကယ်လို့သူကရိုးရိုး minor incident တစ်ခုပဲဖြစ်ခဲ့တယ်ဆိုရင်တော့ပုံမှန် normal incident management process အတိုင်းပဲဆက်ပြီးတော့ handle လုပ်သွားလိုက်မယ်အဲ့ကြတော့ HSIM ဆိုတာဘာလဲအဲ့ဒါ major incident management ဖြစ်တယ် major incident ဖြစ်တယ်လို့ဘယ်သူကဆုံးဖြတ်တာလဲဘယ်လိုဆုံးဖြတ်တာလဲဆိုတဲ့အပိုင်းကအရေးကြီးလာပြီပေါ့နော်အဲ့ကြတော့ P1 နဲ့ P2 severity 1နဲ့ severity 2ဆိုရင် major incident လို့သတ်မှတ်တယ် critical and major ပေါ့ critical ဘယ်လိုသတ်မှတ်တယ်လဲပေါ့ P1 လို့ဘယ်လိုသတ်မှတ်တယ်လဲဆိုလို့ရှိရင်သူ့ရဲ့ impacting level က the whole organization ဖြစ်မယ်ဥပမာဒါမှမဟုတ်လို့ရှိရင် certain percentage တခုဖြစ်မယ်ပေါ့အထူးသဖြင့်တော့ company ရဲ့ revenue အမြတ်အစွန်း business revenue ကိုတွားပြီးတော့ထိခိုက်စေတဲ့ဟာ impact ဖြစ်စေတဲ့ service အဲ့လိုမျိုး business revenue ကို impact ဖြစ်စေတဲ့ incident မျိုးဆိုလို့ရှိရင်ဘယ်လောက် percentage ရှိတွားပြီး impact ဖြစ်တယ်လဲဆိုတာကိုတိုင်းတယ်အဲ့လိုမျိုးတိုင်းတာတဲ့အချိန်မှာအဲ့လိုမျိုး measurement calculation တွေ impacting calculation လုပ်တဲ့အချိန်မှာလည်းကျမတို့ကဘယ်လိုမျိုး calculation လုပ်မယ်ဆိုတဲ့ formula ကိုတိတိကျကျတခါတည်းသတ်မှတ်ထားရတယ်ပေါ့နော်အဲ့ကြတော့ဒီနေရာမှာအတူချုပ်ရမယ်ဆိုရင်တော့အဲ့ဒီ impacting level ကို properly နဲ့ clearly နဲ့ calculate လုပ်တဲ့အတူပုံမှန်အားဖြင့်ဆိုရင်တော့ transaction ကိုကြည့်တာပေါ့နော်daily transaction ကိုကြည့်လိုက်တယ် incident မဖြစ်ခင်2ရက်ကရဲ့ incident မဖြစ်ခင်2ရက်က daily transaction သို့မဟုတ်3ရက်က daily transaction ပေါ့ဘယ်လောက်ထိရှိလဲ revenue ဆိုရင်လည်းငွေဘယ်လောက်ထိဝင်ခဲ့တယ်ဆိုတာကိုကြည့်လိုက်တာပေါ့အဲ့ဒီ impacting level ကိုကြည့်ပြီးတော့သူ့ရဲ့ impacting level ကိုကြည့်ပြီး priority ကိုသတ်မှတ်တယ်ပေါ့နော်နောက်တစ်ခုက urgency ပေါ့company ရဲ့ reputation image ကိုထိခိုက်စေနိုင်တဲ့ဟာမျိုးဆိုရင်သူ့ရဲ့ high urgency ပေါ့